ချစ်မိတ်ဆွေများခင်ဗျာတခါလေမှာဘက်ထရီကိုအားပို့ရခြင်းလိုပဲဖြစ်ဖြစ်ပိုအားတိုးခြင်းလိုပဲဖြစ်ဖြစ်အပြိုင်ဒါမှမဟုတ်စီရီချိတ်ဆက်ပြီးသုံးလို့ရှိကြပါတယ်ချိတ်ဆက်မှုစနစ်မှန်ကန်ရင်တော့သတိမထားမိပဲမှားရကြတဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့အိုအဟောင်းနဲ့အသစ်တွဲချိတ်တာဒါမှမဟုတ်အမျိုးအစားမတူတာတွေကိုရောနှောပြီးချိတ်ဆက်မိတာပါပဲအမျိုးအစားမတူတဲ့ဘက်ထရီကိုတွဲသုံးရင်ဘာဖြစ်တတ်လဲဆိုရင် internal resistance မတူတဲ့အတွက်ဘက်ထရီတစ်လုံးကအလုပ်ပို့လို့ရပါတယ်အဲ့ဒီလိုအလုပ်ပို့လို့ရတဲ့ကြောင့်အချိန်တိုအတွင်းဘက်ထရီဖောင်းတာဒါမှမဟုတ်ဘက်ထရီတက်တန်းတိုးပြီးပျက်စီးလွယ်တာမျိုးဖြစ်သွားတတ်ပါတယ်နောက်ထပ်အနည်းရှိတာကတော့အပူလွန်ကဲပြီးပောက်ကွဲမိလောက်တဲ့အထိအနည်းဖြစ်နိုင်တာပါပဲဒါကြောင့်ဘာပဲလုပ်လို့ရေရှည်မှာစိတ်ချရပြီးစွမ်းဆောင်ရည်အပြည့်ရစေဖို့ brand to specification to တန်းတူတာကိုပဲအမြဲရွေးချယ်တွဲသုံးပါလို့အကြံပေးပါရစေခင်ဗျာ